ကျွန်တော်ဒီ comment ကမေးထားပါတော့လမ်းဘယ်အချိန်နဲ့ရှောက်ဖြစ်လဲလို့မေးထားပါဟုတ်ကဲ့ပါကျွန်တော်ကလမ်းကိုမနက်အစောကြီး9နာရီခွဲလောက်အဲ့ရနိုးလို့ရှိရင်ကျွန်တော်6နာရီလောက်ဆိုရင်လမ်းရှောက်ဖြစ်ပါတယ်ပြီးတော့ညနေပိုင်းကျွန်တော်ဂျင်းဆော့ပါတယ်ဂျင်းမဆော့တဲ့ရက်ဆိုရင်ကျွန်တော်တနာရီခွဲလမ်းရှောက်ပါတယ်ဒါပေမဲ့မိတ်ဆွေတို့လိုက်လို့မယ်ဆိုလို့ရှိရင်တော့ညပိုင်းကိုအကယ်လို့အစားတောက်စားပြီးသွားပြီဆိုလို့ရှိရင်ရေ1လီတာကိုင်ပြီးတော့လမ်းလျှောက်ဖို့ထွက်မယ်ဆိုလို့ရှိရင်အကယ်လို့တနားရီလောက်ပြေးလို့ရှိရင်အိမ်ရောက်လာပြီဆိုစီးသွားပါသွားနဲ့စီးကြိုကလမ်းလျှောက်တဲ့အတွက်လည်းစီးကြိုကျတယ်လို့ရေတောက်ထားတဲ့အတွက်ကိုစီးကြိုကျတဲ့အတွက်ကိုစီးကြိုလုံးဝတိတိတာတာပေါ့နော်ရေတောက်ပြီးလမ်းလျှောက်ရင်ပို့ပြီးတော့တိတာတဲ့ရလက်ကိုရမှာဖြစ်ပါတယ်လမ်းလျှောက်မယ်ဆိုလို့ရှိရင်အနည်းဆုံးပေါ့နော်ကျွန်တော်တို့တနားရီခွဲလောက်လျှောက်ပေးရအကောင်းဆုံးအသက်တော်ဆုံးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လမ်းလျှောက်တဲ့အချိန်မှာကျွန်တော်ရေတမ်းဘူးတပူးပေါ့နော်ရေတမ်းဘူး1လီတာဘူးတပူးကိုက်ပြီးတော့လမ်းလျှောက်မယ်ဆိုလို့ရှိရင်ကျဲလို့ရေစာလို့ရှိရင်အဲ့1လီတာဘူးတဲ့ရေတွေတောက်လိုက်မယ်လမ်းလျှောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တနားခွဲလောက်နေစီးကြိုရဲ့ရလက်ကတိတာတဲ့ပြောင်းလဲမှုတစ်ခုကိုမိတ်ဆွေတို့ရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ခြေတလုံးကလည်းဒုတိယအင်ဆူလင်ထုတ်တဲ့ဆက်လို့ပြောလို့ရပါတယ်လမ်းများများလျှောက်ခြင်းကစီးကြိုကိုတိတာသွားကြစေမှာဖြစ်ပါတယ်နောက်တစ်ခုပြောချင်တာကတော့ဗောနော်လမ်းကြီးပဲရှောက်နေမဲ့အစားဗောနော်ကျွန်တော်ခန္ဓာကိုယ်ကြွက်သားတီဆောက်လို့ရှိရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကအသက်ကြီးလာတာနဲ့အမျှဒီကြွက်သားတွေကကျွန်တော်တို့အတွက်ကိုအသက်ကြီးလာလေပို့ပြီးတော့လိုအပ်လာလေဖြစ်လာမှာဖြစ်ပါတယ်အဲဒီအတွက်ကိုမိတ်ဆွေတို့လေ့ကျင့်ခန်းအလေးမှလေ့ကျင့်ခန်းလုပ်စိတ်ချင်ပါတယ်အကယ်လို့များဗောနော်စီးကြိုပျောက်တဲ့နီလန်တိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆုံးဗီဒီယိုအင်ကြီးအဖြူအောင်တဲ့ဗီဒီယိုဆိုလို့ရှိရင်လူတိုင်းလိုက်လို့ရတဲ့နီလန်လေးကျွန်တော်မျှဝေထားတာရှိပါတယ်အကယ်လို့များအင်ကြီးအမဲအောင်တဲ့ဗီဒီယိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီနီလန်ကတော့ကျွန်တော်က16ရှစ်အစာဖြတ်တဲ့နီလန်နဲ့ကျွန်တော်တက်တာပြောက်ကင်းတဲ့နီလန်လေးကိုမျှဝေထားတာဖြစ်ပါတယ်အဲ့ဒီအင်ကြီးအမဲအောင်တဲ့ဗီဒီယိုကတော့လူတိုင်းလိုက်လို့မရပါဘူးအကယ်လို့လိုက်လို့မယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးလိုက်လို့စေချင်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်အကျိုးတစုံရခဲ့မယ်ဆိုရင်ကျွန်တော်ကမအောင်မှာတစ်ခုခုပြောကြလို့ရပါတယ်ကျွန်တော်နာမည်ကိုတန်းနေဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတွေ့ကြပါမယ်